တန်ရှင်းဖြောင့်မတ်ခြင်းနဲ့ဆိုင်ပြီးတော့ကျွန်တော်ယုံကြည်သူတွေအနေနဲ့ P3 ကိုနားလည်တဲ့ပေါ်ပေါက်ဖို့လိုပါတယ်เนาะ P1 ကဘာလဲဆိုရင်သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ရရှိတဲ့တန်ရှင်းခြင်းเนาะ position ရရှိတဲ့တန်ရှင်းခြင်းเนาะကျွန်တော်ရဲ့အတွင်းဝိညာဉ်ကိုတန်ရှင်းဖြောင့်မတ်စေတာဖြစ်တယ်ဒါကဖျားနဲ့ချိတ်ဆက်လို့ရအောင်အတွင်းဝိညာဉ်ကိုတန်ရှင်းဖြောင့်မတ်စေခြင်းပဲဖြစ်ပါတယ်အာမင်ဒါပေမဲ့မြင်ရတဲ့အပိုင်းမှာကျွန်တော်တို့ရဲ့အကျင့်နေရာမှာပြောင်းမလဲရှိတည်တဲ့အခါမှာတချို့ကစိတ်တန်ချကြတယ်။နော်ယေရှုခရစ်တော်အပြင်ကတန်ရှင်းပြောင်းမတော်သူဖြစ်တယ်လို့ပြောပေမဲ့အကျင့်နေရာမှာပြောင်းလဲတဲ့အခြေအနေတွေတွေ့ကြုံရတာပဲဖြစ်ပါတယ်။ဆိုတော့အဲ့ဒါက P2 အနေနဲ့ပါလဲဆိုရင် progress ကျွန်တော်ဆက်ပြီးတော့တန်ရှင်းခြင်းအသက်တာရှိဖို့အတွက်ခြိတက်သွားရမှာပဲဖြစ်ပါတယ်။နော် position ကကျွန်တော်တွင်းလူကတန်ရှင်းဖြောင်းမှတ်သွားပြီမဲ့မြင်ရတဲ့ကျွန်တော်တို့အပြင်လူအနေနဲ့တန်ရှင်းဖြောင်းမှတ်ခြင်းရှိဖို့အတွက်နော်နှုတ်ကပတ်တော်တွေအားဖြင့်ကျွန်တော်တို့ကဆက်ပြီးတော့ရွေးချယ်ရမှာဖြစ်တယ်နော်စိတ်သက်ကြဖို့မဟုတ်ပါဘူးကျွန်တော်ရဲ့ခရိယန်ယူဆရာလောကမှာတော့ဘယ်လူသားကမှအလုံးစုံတန်ရှင်းခြင်းကိုမရရှိနိုင်ပါဘူးနော်ပြည့်စုံတဲ့လူဆိုတာမရှိပါဘူးနော်ဝိညာဉ်ရေးရဆိုတဲ့အသက်ကြအနည်းတမ်းရှိတာဖြစ်တယ်အရာစိတ်အားကြီးနေတဲ့ချိန်မှာဝိညာဉ်ရန်တောက်လောင်နေတဲ့အခါမှာအားကြီးတယ်လို့ဖြစ်ပေမဲ့နောက်တစ်ခါလေးမှသူစာတိဆန်တဲ့အခြေအနေလည်းရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်နှုတ်ကပတ်တော်ကိုရွေးယူရင်းနဲ့ကျွန်တော်တန်ရှင်းခြင်းတက်တာရှိဖို့ဆက်ပြီးတော့ကျွန်တော်တို့ကြီးထွားသွားရမှာဖြစ်တယ်။ဆက်ပြီးတော့ချီတက်သွားရမှာပဲဖြစ်ပါတယ်။နောက်အလုံးစုံတန်ရှင်းခြင်းကဘယ်အချိန်မှရလဲဆိုရင် perfectly ကောင်းကင်နိုင်ငံတော်ကိုရောက်မှပဲကျွန်တော်တို့ကပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။နော်ဒါကြောင့်နော်အလုံးစုံတန်ရှင်းခြင်းဆိုတဲ့နော်ကောင်းကင်နိုင်ငံတော်မှာရရှိမဲ့သူတန်ရှင်းခြင်းကိုမျှော်လင့်ခြင်းနဲ့ကျွန်တော်တို့ကတက်တာကိုရှောင်းလန်းတော်ရမှာပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့ငယ်တော့နော် P3 အပြင်ညဝေပြီးလိုပါတယ်စိတ်တမကြပါနဲ့ဖျားခင်ထူကောင်းကြီးဒီ